ကဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Sokot တပလေးဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ SFUX application ကနေတစ်ဆင့် Advanced Excel course ကိုတက်ခဲ့ရဖြစ်ပါတယ်Aliton Microfinance Company မှာလက်ရှိ Senior Accountant အနေနဲ့တာဝန်ယူပြီးတော့မှလုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ကျွန်တော် company ကတော့ဒီအသေးစားငွေကြေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်9နှစ်ဝင်ကျင်ရှိပါပြီခင်ဗျာကျွန်တော်ကဒီလုပ်ငန်းမှာပေါ့နော် finance ဘိုင်းမှာအောက်ခြေကနေလုံးဝ basic ကနေစပြီးဝင်ခဲ့ရပေါ့နော်ဒီ position ထိရဖို့အတွက်ဒီ promotion assistant ဖြစ်ခဲ့ရပါပေါ့နော်ဆိုတော့ဒီဟာတွေအကောင်းဆုံးကျွန်တော်တို့ achievement တွေပါပဲကျွန်တော်ကတော့ဒီစာတွင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရှိပြီမယ်ပေါ့နော်တကယ်လက်တွေ့လုပ်ငန်းခွင်မှာစာတွင်းနဲ့တူတဲ့အပိုင်းတွေရှိရပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကထပ်ပြီးတော့လေ့လာရတဲ့အပိုင်းလေးရှိရပေါ့နော်ဒီလိုမျိုးအခက်အခဲတွေကိုကျွန်တော်တို့သင်တန်းကနေတစ်ဆင့်ပေါ့နော်ပြန်ပြီးတော့သင်ယူရတဲ့အပိုင်းတွေရှိတယ်တကယ်လက်တွေ့လုပ်ငန်းခွင်မှာလည်းပြန်ပြီးတော့သင်ယူရတဲ့အပိုင်းတွေရှိပါတယ်ခင်ဗျာSFUX ကိုတက်ရောက်ဖို့ရတဲ့ငွေချင်းတွေကနေတစ်ဆင့်တည်သလိုပေါ့နော်ကျွန်တော်တို့ company ကလည်းဒီဝန်ထမ်းတွေကို skill မြင့်တင်ပေးဖို့အတွက်ဒီ application ကနေတစ်ဆင့်လေ့လာခွင့်ပေးရတဲ့အတွက်သိရှိခဲ့ပါတယ်ကျွန်တော်တို့လိုမျိုးအလုံးနဲ့တစ်ဖက်ပေါ့နော်မအားတဲ့သူတွေအတွက်ကတော့ဒီ SFUX ကဒီတင်ကြားပေးတဲ့ဗီဒီယိုတွေကပေါ့နော်အဲ့လိုမျိုးအစအဆုံးဗီဒီယို clip တစ်ခုလုံးကိုအရှိန်နဲ့တင်ပေးရမျိုးနဲ့မဟုတ်ဘဲနဲ့ဒီသက်ဆိုင်ရာ topic အလိုက် short clip လေးနဲ့တင်ပေးရဖြစ်တဲ့အတွက်ကျွန်တော်အားရင်အားသလိုပေါ့နော်ဒီဗီဒီယိုလေးတွေကိုကြည့်ရတဲ့အခါမှာတော်တော်လေးတော့အဆင်ပြေပါတယ်ကိုအားရင်အားသလိုပေါ့နော်အဲ့လိုမျိုးထားပါတော့9မိနစ်ပဲအား10မိနစ်ပဲအားလို့ဗီဒီယိုလေးတစ်ပုတ်ပြီးအောင်ကြည့်နိုင်တယ်ပေါ့နော်ဒါကိုအားတဲ့အချိန်မှာလို့ကြည့်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒီစင်းကိုင်းနေဖြစ်တဲ့အတွက်ပေါ့နော်စင်းကိုင်းရဲ့အသက်က Excel လို့ပြောလို့ရတယ်လို့ပေါ့နော်ဒီ Advanced Excel course ကိုတက်ပြီးရနောက်ပိုင်းမှာဒီလက်တွေ့လုပ်ငန်းခွင်မှာလည်းအလုပ်တွေပို့ပြီးတော့လင်းလင်းမြန်မြန်နဲ့ထိထိရောက်လုပ်ဆောင်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ဒီ finance ဘက်ကသူတွေလည်းဒီ management ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လိုအပ်တာဖြစ်တဲ့နောက်ပိုင်း management နဲ့ပတ်သက်တာတချို့ဒီ SFUX ကနေတစ်ဆင့်ပေါ့နော် scale ကိုမြင့်တင်ခြင်းနဲ့တငယ်ချင်းတွေကိုပြောချင်တာတော့ဒီ SFUX ကကျွန်တော်တို့လိုအလုပ်တစ်ဖက်နဲ့မားတဲ့သူတွေအထူးတင်တော်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကလိုမျိုးဗီဒီယိုအရှိတွေကိုတခါလေးလေ့လာတာမဟုတ်ဘဲနဲ့ပေါ့နော်သက်ဆိုင်ရာ topic လိုက်အဲ့လိုမျိုးshort clip လေးနဲ့တင်ပေးရဖြစ်တဲ့အတွက်ကိုကဒီဖုန်းရှိုံနေပေါ့နော်ဘယ်နေရာရောက်အဆင်ပြေသလိုပေါ့နော်ထိထိရောက်လေ့လာနိုင်မှာဖြစ်တဲ့အတွက်ဒီ application နဲ့လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်